ဒီနေ့မှာတော့ Along with the Gods လို့ခေါ်တဲ့ Fantasy Action ရုပ်ရှင်ကားကြီးအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ရှေ့ဆက်ပြီးဇာတ်လမ်းအညွှန်းတွေပါဝင်မှာမို့လို့ချိုးပြီးပြင်ဆင်ထားကြပါအောင်နော်။ကိုရီးယားနိုင်ငံရဲ့လူစီကားရနေရာတစ်ခုမှရှိရဲ့အဆောက်အဦကြီးတစ်ခုဟာမီးတို့အကြီးအကျယ်လောင်ကျွမ်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဟန်လူခေါ်ရဲ့မိသားသမားတယောက်ဟာအရာသားတယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်အဆောက်အဦပေါ်ကနေခုန်ချလိုက်ပါတယ်။ပြင်းထန်တဲ့အပူရှင်ကြောင့်သူ့ရဲ့ကြိုးကပြတ်တောက်သွားပြီးဘေးကင်းရေးလေအိတ်ဖို့ကိုမကြပဲမြေပြင်ဖို့ကိုအရှိန်နဲ့ပြုတ်ကျသွားခဲ့တာပါ။သူ့ရဲ့ဘဝတစ်ခုလုံးကိုမျက်စိထဲမှာမြင်ကြောင်သွားခဲ့ပြီးမြဲအောက်တော်စကကောင်းတာကတော့ဟိုမိန်းကလေးငယ်လေးကိုဘေးကင်းအောင်ကယ်တင်ပေးပြီးတဲ့နောက်ဒီလူကြီးကပြန်ပြီးနိုးလာခဲ့ပါတယ်။သူဟာချက်ချင်းပဲထပ်လိုက်ပြီးဟိုကလေးမလေးရဲ့မိသားစုစီကိုပေးသွားပြီးကလေးမလေးမှာထိခိုက်တရားရသွားလားဆိုတာကိုကြည့်ဖို့စ조사ခဲ့ပြီးမြဲသူဘလော့ပဲစကားတွေပြောနေပါစေဘသူကမှသူ့ကိုပြန်မထူးခဲ့ကြပါဘူး။ရုတ်တရက်ဆိုတယ်လို့ပဲအဝေးကနေသူ့နာမည်ကိုခေါ်နေတဲ့အတန်တစ်ခုကိုသူကြားလိုက်ရပြီးဒီလိုရုပ်သေးသေးဖိနေတဲ့ကြားထဲမှာပဲဝစ်စုံပြီးဝတ်ထားတဲ့လူနှစ်ယောက်ကသူ့ကိုပြုံးပြနေတာကိုတွေးလိုက်ရပါတယ်။ဟန်ကသူတို့ကိုပြုတ်ချလာတဲ့အပျက်အစီးတွေနဲ့အဝေးရကိုရှောင်ခိုင်းဖို့စ조사ခဲ့ပေမဲ့မကြားခင်မှာပဲမိတော်သမားတွေဟာသူ့ရဲ့ရုပ်ရည်နဲ့ထက်တဲတူနေတဲ့လူတစ်ယောက်ကိုကယ်တင်ဖို့စ조사နေတာကိုသတိထားမိသွားပါတယ်။ချုံလို့ခေါ်တဲ့ဒီအမျိုးသမီးလေးကဟန်ကိုသူဟာမတည်ဆုံးခင်မှာစံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တယ်လို့ပြောပြခဲ့ပြီး